နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပညာရေးအပြောင်းလဲပေါ့ပညာရေးအပြောင်းလဲကတော့ကျွန်တော်တို့ငယ်ဘွားကလည်းဒီပုံစံတိုင်းပဲဖြစ်တန်းခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က memorizing နဲ့သွားထားတာမျိုးတွေရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့ကဘာဖြစ်လာတော့မလဲဆိုရင်ကျွန်တော်တို့ဒီ critical thinking ရအောင်တို့အစာပြီးသင်ပေးရအောင်။ဘာတစ်ခုခုကိုလှုပ်ချင်တယ်အဲ့ဒီလှုပ်ချင်တဲ့အကြောင်းအရာမျိုးကလှုပ်လိုက်ခြင်းဘယ်လိုမျိုးအကျိုးအပြည့်ရှိနိုင်လဲဆိုတော့တွေးခေါ်မျိုးပေါ့နော်အဲ့လိုတွေးခေါ်မျိုးရနိုင်အောင်ကျွန်တော်တို့ကသင်ပေးထားမှရတယ်။ဥပမာထားတော့ကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ပညာရေးစနစ်မှာလက်ရှိမှာလည်းကြုံနေရတဲ့ပေါ့နော်ဒီပညာရေးစနစ်တချို့မှာကြတော့လေကျွန်တော်တို့အနေနဲ့ကဘယ်လိုပဲဖြစ်ဖြစ်မင်းဒါကြီးကိုတော့အလွတ်ရမှရမှာပေါ့အဲ့အလွတ်ရအောင်မင်းကောင်းကောင်းချရေးနိုင်ရင်အဲ့တော့ pass ချင်မယ်ဆိုတော့ဒီ exam ပုံစံမျိုးကျွန်တော်တို့တွေ့ခဲ့ရပေါ့နော်အဲ့ဒါနေမှာကျွန်တော်တို့ကသူတို့ရဲ့ဒီဘက်ဒီ new way အနေနဲ့ပေါ့နော်ပြောင်းလဲလို့ခါမျိုးမှာကျွန်တော်တို့ကဘာတွေလုပ်ပြီးဖို့လိုလာလဲဆိုရင်အဓိကတော့တွေးခေါ်နိုင်စွမ်းပို့ပြီးမြင့်နေပြီးဖို့လိုလာတယ်ပေါ့နော်ဥပမာတစ်ခါဒီမှာလှိနှန်းဓာတ်ဖြစ်ပေါ့နော်တစ်ထစ်ကြမျိုးကြီးတွေးနေပြောင်းလဲပေါ့နော်ပြောင်းလဲလာတဲ့ပြောင်းမျိုးမှာသူတို့တွေဘယ်လိုမျိုးကြုံလာတဲ့ error မျိုးတွေအခက်အခဲမျိုးတွေကို critical thinking ရအောင်ဘယ်လိုမျိုးတွေးခေါ်နိုင်မလဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကကလေးတွေကိုစပြီး train ပေးဖို့လိုလာတယ်ပေါ့နော်အရင်ကတော့ဆိုတော့ကျွန်တော်တို့ကဆရာပြောတာကိုနားထောင်မယ်ကလေးကဒါပဲဒီအချိန်နဲ့ပြဘာလို့လဲတော့ဒီခါမှာကျွန်တော်တို့ကဒီ learning channel တွေအရင်များလာတော့ဟိုခေတ်ကကျွန်တော်တို့ခေတ်ကကြောင်းသွားရင်ဆရာသင်မယ်ဆရာမသင် I knowledge ကိုဘယ်မှမသိအဲ့ကိစ္စမှပြီးတော့အခုကတော့ကလေးတွေကဆောင်းနေပြောတဲ့ social media လိုဟာမျိုးတွေရှိတယ်အခြား AI တို့ YouTube အများကြီးပေါ်နေသူတို့က land လို့ရလာနိုင်တယ်ပေါ့လားရလာနိုင်တဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ကသူတို့ကိုပြောတာတစ်ခုပဲထိချနားထင်နေတော့ဆိုတာမျိုး तू အများကြီးလေ့လာထားတဲ့ channel တွေကနေ तू ရလာပြီးကျွန်တော်တို့မေးခွန်းတွေအများကြီးမေးလာတယ်အဲ့လိုမျိုးမေးလာတဲ့အချိန်မျိုးမှာကိုကသူ့ကိုကောင်းကောင်းလမ်းညွှန်ပေးနိုင်တဲ့ level မျိုးကိုကျွန်တော်တို့ train ထားမယ်ပေါ့နော်အဲ့လိုမျိုးအချိန်မျိုးဖြစ်မှာကျွန်တော်တို့ဒီဆရာတယောက်အနေနဲ့ကျွန်တော်တို့ဒီပညာရေးအပြောင်းလဲမှာရက်တီဖို့ကပို့ပြီးတော့လွယ်လာမယ်ပေါ့နော်